1990ကာလများမြန်မာဗီဒီယိုခေတ်လို့ပြောလို့ရပြီးတော့မင်းသားအမြောက်များပေါ်တော့ခဲ့ပါတယ်။အဲဒီထဲမှာပြည်ငိမ့်တို့လိုမျိုးမင်းသားတွေကတော့အစောဆုံးစင်းရင်ဝင်ခဲ့ပြီးတော့1990ကာလမတိုင်ခင်ကတည်းကပေါ်တော့ခဲ့တာဖြစ်ပါတယ်။အဲဒီကာလအတွင်းမှာကျွန်တော်တို့နယ်မျိုးကလေးတွေနဲ့ကြေးရွာဘက်တွေမှာတော့ဗီဒီယိုရုံတွေခက်စားလာတဲ့အတူပဲဒီမင်းသားတွေရဲ့နာမည်တွေနဲ့ပုံရိပ်တွေရလဲပရိသတ်တွေချားမှာယနေ့ထိတိုင်အမတ်တရားရှိနေကြအောင်ပါ။တချို့မင်းသားတွေဟာကျွေးလွင့်သွားပဲဖြစ်တယ်လို့တချို့မင်းသားတွေကလည်းအနုပညာလုပ်တွေဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ပါဘူး။ရဲမင်းပိုင်ထက်ရှာစင်ကိုနေလင်းဦးရဲထန်ကျော်ရှိန်ထုံးလုံးရှိန်ဘုံမြင့်ရှိန်ရှမ်းကြီးနေတူရာဦးအစရှိတဲ့နာမည်တွေကပရိသတ်တွေချားမှာတစ်ခေတ်တစ်ခါတော့နှချိုင်းစွာနေရာယူခဲ့ကြဥပါတယ်1996ခုနှစ်မှာကျွေးလင်းသွားခဲ့တဲ့ချမ်းရောင်နဲ့1999ခုနှစ်မှာကျွေးလင်းသွားခဲ့ရတဲ့ကျော်တတ်တော်ဆိုရင်အဲ့ဒီခေတ်ရဲ့နာမည်ကြီးတို့မင်းသားတွေပါပဲဒီထဲမှာအောင်မြင်ဆုံးမင်းသားကိုပြောပါဆိုရင်တော့ရဲခုတ်ကိုပဲဖြစ်ပါလိမ့်မယ်ထင်တယ်အနုပညာလုပ်တွေနဲ့ကင်းကွာခဲ့တာကြာပြီဖြစ်ပေမဲ့လို့သူခေတ်ဒုက္ခတော့ဆိုရင်ဘယ်မင်းသားဘယ်နေရာမှာဘလောက်ပဲအောင်မြင်နေပါစေရွာဘက်ဗီဒီယိုဈေးကွက်မှာတော့ရဲကုတ်ကိုရှင်ဖိုက်ဖို့ဆိုတာတော့မဖြစ်နိုင်တဲ့တော့ပါပဲဟင်းမရှိရင်စံပြုတ်တောက်မယ်ရဲကုတ်ကကြည်ရပြီးရောဆိုတဲ့လူတွေလည်းအမှန်တကယ်ရှိခဲ့ပါတယ်အဲ့ဒီခေတ်ကိုဖျက်ဆီးခဲ့ကြဘူးတဲ့သူတွေကတော့ဒီမင်းသားတွေရဲ့နာမည်တွေကြားလိုက်တာနဲ့ဗီဒီယိုရုံတွေမှာကြီးခဲ့ရတဲ့အမတ်တရားတွေပါရှင်တွဲပြီးတော့ပြန်မြင်အောင်လာမိကြလိမ့်မယ်လို့ထင်ပါတယ်ဒီအကြောင်းအရာတွေကတော့အဲ့ဒီခေတ်တုန်းကတော့အဖြစ်အပျက်တွေပေါ့အခုတော့အမတ်တရားတွေဖြစ်သွားခဲ့ပါပြီအရှိန်နေကုန်လာမြန်လုံးသလိုပဲတချို့သောအမတ်တရားတွေကလည်းတကယ်ကိုခါလန့်ခဲ့ပါတယ်ခေတ်တွေဘယ်လောက်ပဲပြောင်းခဲ့ပါစေအရှိန်တွေဘယ်လောက်ပဲကုန်ဆုံးခဲ့ပါစေဒီမင်းသားတွေရဲ့နာမည်တွေနဲ့ဗီဒီယိုရုံအမတ်တရားတွေကတော့ကျွန်တော်တို့တွေရဲ့မှတ်ဉာဏ်ထဲမှာကျွန်တော်တို့တွေရဲ့မျက်ပွားအမတ်တရားတွေနဲ့တို့အမြဲရှိနေမှာပါဒါကြောင့်ဒီမင်းသားတွေဟာဒီနေ့ခေတ်ခါမှာဆိုရင်တော့မိမ့်ပြောက်ွယ်ခဲ့ရဖြစ်ပေမဲ့လို့ကျွန်တော်တို့ပြန်သတိရမိအောင်လို့ဒီ channel လေးကိုဒီဗီဒီယိုလေးနဲ့တင်ဆက်လိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးမှုအတွက်လည်းအားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်ဒီထဲမှာကိုယ်သဘောကျခိုင်းတဲ့ခဲ့ရတဲ့မင်းသားတွေရှိခဲ့လို့ရှိရင်လည်း comment လေးမှာဝင်ရောက်မျှဝေပြီးတော့ပြောစားပေးလို့ရပါတယ်နားဆင်မှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ